အဲ့လိုမျိုးတယ်ယူကန်ကောက်တွေဖွင့်လို့ဆိုရင်ကျွန်တော်တို့တွေပထမဆုံးဒီ orange carrier မှာကောက်ဖွင့်ထားလို့လိုပါတယ်အဲ့တော့ကျွန်တော်အရင်ဆုံးဒီ Chrome မှာ orange carrier လို့ရိုက်ရှာလိုက်ပါမယ်ပြီးရင်ဒီမှာအပေါ်ဆုံးမှာပေါ်နေတဲ့ဒီအပေါ်ဆုံးက orange carrier ဆိုတဲ့စာလေးကိုဝင်ရမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ဒီအောက်နားလေးရဲ့ sign up ဆိုတာလေးကိုထပ်ပြီးတော့နှိပ်လိုက်ပါမယ်ဒီမှာကျွန်တော်တို့ဒီအပေါ်ဆုံးမှာကျွန်တော်တို့ရဲ့နာမည်ကိုထည့်ပေးရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီအလွယ်ပဲတီဟလို့ထည့်လိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ဒီနေရာမှာ orange carrier ဖွင့်မဲ့ကျွန်တော်တို့ရဲ့ Gmail ထည့်ပေးရမှာဖြစ်ပါတယ်ပြီးရင်ဒီနေရာမှာ password ထည့်ပေးရမှာပါပြီးရင်ဒီဘက်မှာလည်းဒီဘက်က password နဲ့အတူတူပဲ confirm လုပ်ပေးရမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ဒီအမှန်ချလေးနှိပ်ပြီးတော့ sign up ဆိုတာလေးကိုထပ်ပြီးတော့နှိပ်လိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ဒီနားလေးရဲ့ click here to request another ဆိုတာလေးကိုနှိပ်လိုက်ပါမယ်ဒီလိုအစိမ်းရောင်လေးနဲ့ပေါ်လာပြီဆိုရင်ကျွန်တော်တို့ရဲ့ဒီ Gmail မှာဒီ verify ကောက်ကို verify ဖို့အတွက် message ကြာလာမှာဖြစ်ပါတယ်ဒီမှာကသူက spam ထဲမှာကြာတာပါဒီမှာဒီ Gmail မှာမကြာပါဘူးအဲ့တော့ကျွန်တော် spam ထဲကိုနှိပ်ပါမယ်ပြီးရင်အထက်ကိုဝင်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီမှာ verify email address ဆိုတာလေးကိုနှိပ်လိုက်ပါမယ်ပြီးရင်ကျွန်တော် Chrome ထဲကိုပဲထပ်ပြီးဝင်လိုက်ပါမယ်ဒီမှာဒီဥစ္စာတခါလေဒီမှာ verify ဖြစ်မလို့ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ recent result link ဆိုတာလေးကိုထပ်ပြီးတော့နှိပ်လိုက်ပါမယ်ဒီမှာဒါဆိုရင်ကျွန်တော်တို့ရဲ့အစက Gmail spam ထဲမှာပဲနောက်ထပ် Gmail ထပ်ပြီးတော့ကြာနေမှာဖြစ်ပါတယ်ဒီမှာဆိုရင် result password ဆိုပြီးကြာလာပါပြီအဲ့တော့ကျွန်တော်ထပ်ပြီးတော့ result password ကိုထပ်ပြီးတော့နှိပ်လိုက်ပါမယ်ပြီးရင်ဒီမှာ new password ဒီအစက password mode ကိုထည့်ပြရမှာပါဒီမှာကျွန်တော်ကအစက password ထည့်လိုက်လို့ဒီမှာ error ပြလာတာပါအဲ့တော့ကျွန်တော်အစ password နဲ့ mode ကိုထပ်ပြီးတော့ထည့်လိုက်ပါမယ်ပြီးရင်ကျွန်တော် reset password ကိုထပ်ပြီးနှိပ်လိုက်ပါမယ်ပြီးရင်ဒီနေရာမှာကထပ်ပြီးတော့ information ထပ်ပြီးထည့်ပေးရပါတယ်ဒီအပေါ်ဆုံးမှာဒီဟာကိုထည့်မယ်ပြီးရင်ကျွန်တော် last name မှာတော့ကြော်ပဲထပ်ထည့်မယ်ပေါ့နော်အဲ့တော့ပြီးရင်ဒီမှာ Microsoft email ဆိုတဲ့နေရာမှာကျွန်တော်တို့ဒီ orange carrier ဖွင့်တဲ့ Gmail ပဲထည့်လိုက်ပါပြီးရင်ဒီမှာ select country မှာကျွန်တော်ဒီဥစ္စာကတော့ကြိုက်တဲ့ဒီ country မှာထားလို့ရပါတယ်ကျွန်တော်ကတော့မြန်မာပဲထားလိုက်ပါမယ်ပြီးရင်ဒီမှာ WhatsApp number ထည့်ရမယ်ပေါ့နော်အဲဒါဒီစင်ပြေရဲ့နံပါတ်တစ်ခုထည့်လိုက်ရင်ရပါတယ်ပြီးရင် save information နဲ့လိုက်ပါမယ်ဒီမှာဆက်လို့ပေါ်လာပြီဆိုရင်တော့သူကဒီမှာကောက်ဒီရှောက်တာကအဆင်ပြေသွားပြီပေါ့နော်အဲတော့ကျွန်တော်ဒီ orange carrier မှာပြန်ပြီးဝင်ကြည့်ပါမယ်orange carrier မှာရောက်ပြီဆိုရင်ဒီနာမှာကျွန်တော်တို့ဒီအစကဖွင့်ထားတဲ့ဒီ Gmail နဲ့ password ကိုရိုက်ပြီးတော့ထည့်လိုက်ပါမယ်ပြီးရင်ကျွန်တော် sign up ကိုနှိပ်လိုက်ပါမယ်အမှန်ချစ်ပြီးတော့ဒီမှာဆိုရင် your account is under review ကျွန်တော်တို့ဒီအကောင့်ကဒီမှာရှောက်ထားဆဲပဲဖြစ်တယ်လို့ပြရပေါ့နော်အဲတော့ကျွန်တော်ဒီမှာအကောင့်ကိုတန်းပြီးတော့ရအောင်ကျွန်တော်တို့ဒီ orange carrier စာပို့မှာတွားပြီးတော့စာပို့ရမှာဖြစ်ပါတယ်အဲတော့ဒီမှာ orange carrier ပြီးရင်စာပို့အိုင် website တွေကိုဝင်လိုက်ပါမယ်ပြီးရင်ဒီအပေါ်ဆုံးစာပဲထပ်ပြီးရွေးလိုက်ပါမယ်ဒီမှာဆိုရင်ကျွန်တော်တို့ဒီအစကဖွင့်ထားတဲ့ Gmail ရဲ့ပြီးရင်ကျွန်တော်ဒီအောက်ကနာမည်ကိုထည့်ပြီးတော့ start check ကိုနှိပ်လိုက်ပါမယ်ဒီမှာပြီးရင် talk to human ဆိုတာလေးကိုနှိပ်လိုက်ပါမယ်ဒီမှာက error ရှိရပေါ့နော်ဒါကကျွန်တော်ဖုန်းမို့ဖြစ်တာလားတော့ကျွန်တော်လည်းအတိအကျမသိပါဘူးဒီမှာပုံမှန်ဆိုရင်ဒီနားမှာအောက်နားလေးမှာ edit ကလေးပေါ်မယ်ပေါ့နော်ဒီမှာကျွန်တော်တို့ဘက်ကနေပြန်ပြီးတော့ remind လုပ်ဖို့အတွက်ကအဲ့တော့ကျွန်တော်ဒီ Google Play Store မှာတခြား browser ကိုရှာပြီးတော့လုပ်ကြည့်ပါမယ်ဒီမှာကျွန်တော်ရဲ့ Chrome က error တက်တာလားမသိလို့ပါဒီ Play Store မှာ data ကိုလို့ရှာကြည့်ပါတကယ်လို့ data ကို install တင်လို့မရအောင်ဆိုရင်ဒီပေါ်မှာပေါ်နေတဲ့ဒီ Opera Private Web Browser ကိုကျွန်တော် download ဆွဲပေးရမှာဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုကနည်းနည်းရှင်းနေမှာကျွန်တော် skip ပြီးတော့ပြပေးပါမယ်ဒီမှာဒီ Opera Mini Browser ထဲမှာရောက်ပြီဆိုရင်ကျွန်တော်တို့ဒီအစက Orange Carrier ဆိုတာလေးကိုပဲပြန်ပြီးတော့ရှာလိုက်ပါမယ်
orange ကလေးက support ဆိုပြီးရှာလိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ဒီအပေါ်ဆုံးမှာပေါ်နေဥစားကိုပဲပြန်ပြီးတော့နှိပ်လိုက်ပါမယ်ပြီးရင်စခရုံးထဲလိုပဲကျွန်တော်တို့ဒီအပေါ်ကဒီကိုယ့်ရဲ့ email ရဲ့ပြီးရင်အောက်က name ရဲ့ထည့်ပြီးတော့ကျွန်တော်တို့ start check ကိုထပ်ပြီးနှိပ်လိုက်ပါမယ်ဒီမှာဆိုတော့လည်းမပေါ်သေးဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှန်လေးကိုဒီမှာဖြည်းဖြည်းချင်းလေးပုတ်ကြည့်လိုက်ဗျာဒီအောက်နားလေးမှာမှန်ဒီမှာ edit ဆိုတာရှိပါ edit ရှိရဗျာဒီမှာကျွန်တော်တို့ဒီ reply လုပ်ဖို့တော့ကဒီမှာမပေါ်သေးဘူးเนาะဒီမှာကျွန်တော်ပြပေးမယ်ဒီမှာဒါဆိုရင်ပေါ်လာပြီအဲဆိုရင်ကျွန်တော်တို့ပေါ်လာပြီဆိုရင်ကျွန်တော်တို့ရဲ့ဒီ Gmail ရင်ဆုံးပို့မယ်ပြီးရင်ကျွန်တော်ဒီအောက်ကနေ please edit my mail ဆိုပြီးတော့ရိုက်ပြီးတော့ပို့လိုက်ပါမယ်ဒီနေရာလေးမှာကစောင့်ရပါတယ်ဒီအတွင်းထဲမှာစောင့်ကြမလို့ပါဘူးကျွန်တော်တို့ session ပြီးတော့နေဦးမှာပဲတကယ်လို့ဒီကျွန်တော်တို့ရဲ့အကောက်က edit ဖြစ်သွားပြီဆိုရင်ကျွန်တော်တို့ရဲ့ဒီ Gmail မှာဒီမှာကုတ်ကြမှာပေါ့နော်ကျွန်တော်ကတော့ဗီဒီယိုဟာ skip လိုက်ပါမယ်ကျွန်တော်ကုတ်ကြတဲ့နေရာနေပြီးတော့စပြီးတော့ပြပေးပါမယ်ဒီမှာဆိုရင်ဒီကျွန်တော်တို့ရဲ့ဒီ Gmail spam box ထဲမှာကကျွန်တော်တို့ရဲ့အကောက်ကဒီ edit ဖြစ်သွားပြီဆိုတော့ပြရပါတော့ဒီမှာ edit ဖြစ်သွားပြီဆိုရင် Gmail ထဲကိုဝင်မယ်ဝင်ပြီးဒီမှာကြည့်လိုက်ကျွန်တော်တို့ရဲ့ဒီ user account have been confirmed ဆိုတော့ပေါ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီ orange career အကောက်ကဖွင့်ပြီးတော့ပါပြီအဲ့တော့ကျွန်တော်တို့ဒီ Chrome ကနေပြီးတော့ပဲကျွန်တော်တို့ရဲ့ဒီအစကအကောက်ကိုပြန်ပြီးတော့ဝင်ကြည့်ပါမယ်ဒီမှာဆိုရင်ဒီမှာ2ကလည်းပြန်ပြီးတော့ reply လုပ်ပေးထားတယ်ပေါ့နော်ဒီမှာ user account have been edit ဆိုတော့အဲ့တော့ကျွန်တော်တို့ဒီ orange career ဒီ website တွေကိုပြန်ပြီးဝင်လိုက်မယ်ပြီးရင်တော့ဒီကျွန်တော်တို့ဒီအစကဖွင့်ထားတဲ့ Gmail နဲ့ password ကိုရိုက်ပြီးတော့ထည့်ပြီးတော့ဝင်ကြည့်ပါမယ်ကျွန်တော်လောင်းဝင်ကြည့်ပါမယ်ဒီမှာဆိုရင်ဒီမှာ orange career ကောက်ကရပါပြီဒီမှာကကျွန်တော်တို့ဒီမှာနံပါတ်တွေရောပြထားတာပေါ့နော်ဒီမှာအမှန်ကဒီနံပါတ်တွေနဲ့လောက်ရတာမဟုတ်ပါဘူးကျွန်တော်တို့ဒီနံပါတ်ကဒီ edit ဖြစ်တဲ့ rate ကိုရှာပြီးတော့ကျွန်တော်တို့ Telegram ကောက်ကဖွင့်ရတာပါဒီဖွင့်နေဆိုရင်လည်းကျွန်တော်တို့ဒီ SMS နဲ့မလာပါဘူးသူကဒီဖုန်းကောလေးနဲ့ဒီနံပါတ်ကဘာဖြစ်လဲဆိုတော့ပြောပြပါတယ်ကျွန်တော်တို့ဒီတကယ်လို့ Telegram ကောက်ကဖွင့်ရပြီဆိုရင်ဒီကျွန်တော်ရဲ့ဒီ Telegram ကောက်မှာကျွန်တော်စီမှာလာရောက်လို့ရပါတယ် Telegram အကောက်ဘယ်လိုမျိုးဖွင့်ရမယ် rate ဘယ်လိုရှာရမယ်ပြီးရင်နံပါတ်တွေဘယ်လိုထည့်ရမယ်ဆိုတော့ကျွန်တော်နောက်ဗီဒီယိုမှာလုပ်ပြပါမယ်ဘာလို့ဆိုဒီဗီဒီယိုကအရင်ကြီးလက်ရှည်သွားလို့ပါပြီးရင်ကျွန်တော်စီမှာအခုချိန်မှာက update တွေလည်းမရှိသေးလို့ပါကျွန်တော်ရှိလာပြီဆိုရင်ကျွန်တော်ရဲ့ဒီအကောက် group ထဲမှာပဲကျွန်တော်အကုန်လုံးပုံမှန်တင်ပေးပါမယ်